ကုန်မြို့ရဲ့ပထမဦးဆုံးနဲ့အမြင့်ဆုံး OG rooftop ပါကြီး Sakura Tower ရဲ့အပေါ်ဆုံးအထက်20မှာရှိတာဗီဒီယိုကိုစုံလည်ကြည့်ပြရတဲ့အတွက်အစီအစဉ်တစ်ခုလည်းပါတယ်နော်ဒီဘားရန်ကုန်မြို့ downtown area ရဲ့360 view နဲ့တူ AC ချေပြီးတော့ထိုင်လို့ကောင်းတယ်ကိုယ့်ကြိုက်ဆုံး view ကို AC ရွေးပြီးတော့ထိုင်နေရတယ် sunset တိုင်းနဲ့လာတယ်နောက်ပြီးတော့တင်ငင်နဲ့အနီးဆုံးမှာရှိနေရလို့ပဲဒီဘားကိုရီအဖေလက်ထက်ကလေးကကဲခဲ့ကြတဲ့ပါအခုချင်းဒီလည်းမိုက်နေဦးမယ်အဲ့တော့ဘာတွေရလဲဘာတွေကောင်းလဲဆိုတာ alpha ပြပြမယ်အဲ့တော့သူတို့ဘာရဲ့ signature လို့တော့ပြောလို့ရတယ် assorted barbecue platter ဒီဘွဲကို4000လောက်ဆိုရင်အမြင့်နေနဲ့စားမယ်ဆိုရင်အနည်းဆုံး3ယောက်4ယောက်လောက်ကောင်းကောင်းကြီးစားလို့ရတယ်အကင်ကင်ထားတဲ့အနေထားရော sauce ကိုပြောလို့ရှိရင်အမြင့်နေနဲ့စားရင်တော်တော်လေးလိုက်တယ်ဒါပင်လဲစားအသေးရွက်အကုန်လုံးအစုံပါတယ်ဒါကတော့ငါးကောင်းဟင်းချိုတပွဲ1000ခွဲဆိုရင်သူ့ရဲ့ portion ကတော့တော်တော်လေးများတယ်ကောင်းဟင်းချိုလေးလည်းရတာကောင်းတယ်ဒါပေမဲ့မြင့်မကြိုက်တဲ့သူဆိုရင်တော့ရှောင်ဒါကတော့ကိုဝိုင်းပေါ်တရှူးရှူးတက်ရှက်ရှက်အငွေ့1000နဲ့ရလာမယ်မဲသားပင်စိမ်းမဲသားကိုမာနေအောင်မกินနာတာပြောလို့ရှိရင်အနမ်းပြောင်းလို့ပင်စိမ်းလေးနဲ့ထည့်ပြရတာသဘောကျပြီးတော့ကိုက်လောင်ဝက်ခောက်တို့မာလာကြစ်ကြော်တို့လည်းစားကောင်းတယ်အစားပေးပြီဆိုတော့အတောက်အကြောင်းလေးပြောကြမယ်ဒီဆိုင်မှာစီဆိုလို့ရှိရင်8000ဝန်းကျင်လောက်ကနေစတယ်အမျိုးလေးဆိုလို့ရှိရင်1000ခွဲဝန်းကျင်အားရောက်ရင်ထမင်းကြော်စားတဲ့သူတွေအတွက် recommend ပေးရမယ်ဆိုရင်ဒီပရှူးထမင်းကြော်လေး recommend ပေးရဲအဲ့ဒါလည်းကောင်းလို့ तू ကကြက်ကြော်နဲ့ပါတွဲပေးရတာဆိုတော့စားရတာတန်တယ်လို့ခံစားရတယ်ဘောလုံးပွဲရှိရဲ့ရက်တွေဆိုလို့ရှိရင်ဘောလုံးပွဲပြပေးရဲနေဝင်ပြီးလို့မှောင်သွားတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ဟာနဲ့သူလေးတစ်မျိုးလှနေတာဘာကိုဓာတ်ပုံရိုက်ဖို့အတွက်တီးတန့်လာကြတဲ့သူတွေလည်းတော်တော်လေးများတယ်တောက်ကြစနေဆိုလို့ရှိရင် DJ နဲ့ Amplat တို့ရှိရဆိုရင်တခြားရက်တွေဆိုလို့ရှိရင်တော့ AC ထိုင်ကျင်တဲ့သူတွေအတွက်အကောင်းဆုံးပဲဒီဗီဒီယိုတင်တဲ့နေ့ကနေစပြီးတော့ April 10ရက်နေ့ထိဗီဒီယိုကြည့်ပြီးတော့ရန်ကုန်စီရောက်တာလို့ပြောလိုက်တာနဲ့ total pay တွေကနေပြီးတော့ 20% off shop ပေးသွားအောင်ပါဒီစားတော့ရန်ကုန် rooftop ပါသူ့လိုဖျားလန်းနဲ့ဘိုးကျုပ်လန်းတောင်က Sakura Tower အပေါ်ဆုံးအထက်20မှာရှိပါတယ်ခင်ဗျာနောက်ပြီး31ရက်နေ့မှာသူတို့ရဲ့ anime party ပွဲလေးလည်းရှိရကြောင်းမလို့လာခဲ့ကြဖို့ဖိတ်ပါတယ်ကျွန်တော်လည်းရှိနေမယ်နော်